ကျွန်တော်လီဗာပူးကတော့ PSG ရဲ့တောင်ပန်ကစားသမားဘာကူလာကိုပေါင်တန်120နဲ့ခေါ်ယူနိုင်ခဲ့ပြီလို့အခုလေးတွေပဲသတင်းထုတ်ပြန်ပါတယ်ခေါ်ယူနိုင်ခဲ့ပြီလို့အခုလေးတွေပဲသတင်းထုတ်ပြန်ပါတယ်ကျွန်တော်တို့လိုအပ်နေတဲ့နေရာအတွက်တကယ်ကိုတန်ဖိုးရှိတဲ့သတင်းပါပဲကစားသမားလေးက2025-2026ဘောလုံးရာသီမှာ PSG အသင်းအတွက်ပြိုင်ပွဲစုံ48ပွဲကစားခဲ့တယ်အဲ့ဒီထဲမှာ73ဂိုးတွင်းပြီးတော့6ဂိုး assistant ရယူပေးထားတယ်ဗျQ1 မှာဆိုလို့ရှိရင်လည်း29ပွဲကစားပြီးတော့17ဂိုးတွင်းယူသလိုassistant လည်းတစ်ချိန်ရယူပေးထားတယ်ဗျချန်ပီယံလိမှာဆိုရင်16ပွဲကစားပြီးတော့2ဂိုးတွင်းယူပြီးတော့4ချိန် assistant ရယူပေးထားတယ်သူရဲ့အဓိကအားသာချက်ကဒီဘဲတောင်ပန်ကနေအမြန်နှုံးနဲ့တူချင်းကြော်ဖြတ်တာတွေပေါက်စတဲဝင်တာတွေနောက်ဆုံးပေးဖို့မှုနဲ့ဒီဂိုးသွင်းယူနိုင်မှုပေါ့နော်တော်တော်ကောင်းမွန်တဲ့ကစားသမားလို့ပြောလို့ရမှာ PSG မှာဆိုလို့ရှိရင်ပွဲတရာပြည့်တဲ့အချိန်ထိဒီ26ဂိုးသွင်းပြီးတော့29ဂိုးမှာသူဂိုးပါဝင်ပတ်သက်မှု assistant ရရှိထားတယ်ဒီမှာသူကဒါဗလင်တွေအတက်ကီတွေတကယ်ကိုကောင်းမွန်တဲ့ကစားသမားလေးဒီကစားသမားလေးကိုလီဗာပူးကရလိုက်တာတော်တော်အကျိုးမြတ်ရှိတယ်ကျွန်တော်အဲ့လိုယုံကြည်ရပေါ့နော်ကျွန်တော်တို့လိုအပ်နေတဲ့နေရာအတွက်ဖြည့်ဆည်းပေးတဲ့အတွက်လီဗာပူးကအသင်းတိုင်းနဲ့ရှင်ပြိုင်နိုင်စွမ်းရှိလာပြီလို့ကောင်းလာပြီလို့ကျွန်တော်တို့သတ်မှတ်ရတယ်ကြည့်ချူသူတွေကဒီကစားသမားလေးအပေါ်ဘယ်လိုမျိုးမြင်လဲ comment မှာရေးသားပြီးတော့ပြောပြနိုင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်